ဒီနေ့ရဲ့ Christmas လေးကိုတာမီမျိုးနဲ့တူပေါင်းမဲ့တောင်းသွားမှာဖြစ်ပါတယ်။ဒါကတော့ဟော်ရီလောက်ရှိကတိုင်မီမှာ group ဖွဲ့ပေးနေတာပါ။နောက်ဆိုစားဖို့တွဲဆိုလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်။ မညာဘောဒီပဲလေ။ခိန်းကတော့ဒီဟာကိုသူတို့ဒီတောင်မှာဖွင့်မှာဟုတ်တယ်။ဒီဟာကိုလိုက်ရှာရမယ်။အများဆုံးရှာနိုင်တဲ့သူကပထမရမယ်။ပါမဲတောင်ကြီးကိုလမ်းလျှောက်ပြီးမှသွားတာဖြစ်ပါတယ်။ဒါကတော့အဝင်မှာတပ်ပုံလေးတူတူရပြီးတော့ပေါ်လာပြီးဆက်ပြီးမှလမ်းလျှောက်ပြီးမှတက်ပါတယ်။ဒီနေ့ရဲ့ Christmas လေးကိုကလေးမိဘကတန်ပြီးမှလောက်ရှိတို့ကကလေးတို့ပေါ်တွက်ဆိုပြီးမှကြာဆန်ကြိုးပေးပါတယ်။တာမီမျိုးလေးရန်ပြောတယ်ပြီးတော့ရန်လက်ဆက်ကောင်းတယ်လို့ပြောပါတယ်။အမကျေးဇူးများကြီးတင်ပါတယ်။ဒါကတော့ညီမတို့ view.1 နဲ့နေရာမှာနေရာဒီကကျွန်မအဲ့ဒီမှာပဲကျင်းစောအဲ့ဒီမှာပဲစားတော့တယ်ပေါ့နော်ဒီကိန်းစောရမယ့်အနေအထားတွေကိုဟော်ရီလောင်ရှိကတိုင်ရှင်းပြနေရှာလို့ရပြီလားဆိုပြီးမှအရန်ရှာချင်နေတဲ့နေရာဖြစ်ပါတယ်ဒီကနေ့ညီမတို့စရှာပါပြီစရှာတဲ့အချိန်မှာပဲကွာဒီ3ခုတွေ့တယ်3ခုတွေ့ပြီးတော့ညီမတို့ဆက်ပြီးမှရှာတယ်နောက်ထပ်တွေ့မလားဆိုပြီးမှရှာတဲ့အချိန်မှာဒီတပ်ပင်ပေါ်မှာပေါ့နော်တပ်ပင်ပေါ်မှာထောင်ထားတဲ့တခုကိုတွေ့တယ်အဲ့ဒါဆိုညီမတို့၄ခုရှိပါပြီလက်ထဲမှာရှာရင်းနဲ့မတွေ့တော့ကလေးကပြောတယ်နောက်ဆွတ်တဲ့တွေ့တဲ့လူကကောက်မီလိုက်တော့တယ်အဲ့နဲ့ညီမတို့ဒီမှာလမ်းမှာတွေ့ရတဲ့လူတွေလိုက်မီးနေသူကလည်းမသိဘူးလို့ပြောတယ်အဲ့နဲ့ပဲညီမတို့စစ်ရှာရင်းနဲ့ပဲနောက်ဆုံးပေးထားတဲ့ချိန်ကလည်းပြီးတော့မယ်ညီမတို့ကလည်းဒီလေးခုတည်းမတက်တော့ဘူးဒါနဲ့ပဲစစ်ရှာရင်းနဲ့ပဲလုံးဝမတွေ့တော့ညီမတို့ပြန်ပြီးမှလှည့်လာခဲ့ပါတယ်လှည့်လာရင်းနဲ့လမ်းမှာတော့နည်းနည်းပါးပါးတော့ပြရှာတာပေါ့ရှာပြီးကကျမညီမတို့လုံးဝလက်လျှော့လိုက်ရပါတယ်ပြီးတော့နေရာပြန်လာပြီးမှညီမတို့ကလေးတူတူမုံနေစားတယ်ပြီးတော့ညီမပြောတယ်တတိယရလည်းဘာမှမဖြစ်ဘူးနော်လောင်စုတို့ဖရားအရင်တော့တာပါပြောလားပြောတယ်ဒါပဲတတိယရလည်းပြောတယ်တတိယရလည်းရမ်းပြောနေတဲ့ဖွဲ့ကပါဒါကတော့ရေပြန်တိုက်တယ်ပြီးတော့ညီမတို့အမတ်တရားပုံတူတူလေးရပြီးခါကျမဒီနေ့ Christmas လေးကိုပြီးဆုံးသွားပါတယ်ရမ်းပြောဖို့ကောင်းပါတယ်ဘိုင်ဘိုင်ပါ